ခင်ဗျားအနေနဲ့ဒီနေ့ကစပြီးတော့နောက်တလားတိတိတရက်ကိုဓာတ်100ထိုးမယ်ဆိုရင်ခင်ဗျားရဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်မယ်လို့ထင်တယ်လဲကြားရတာတော့စွမ်းအားတွေရသွားသလိုတိုးတက်လာမယ်လို့ထင်ရပေမဲ့တကယ်မှာရောအဲ့လိုဖြစ်လာနိုင်ပါမလားတလားတိတိတရက်ကိုဓာတ်100ထိုးမယ်ဆိုလို့ရှိရင်ပထမအပတ်မှာတင်မဲ့ခင်ဗျားရဲ့ကြက်သားတွေကထိလိုက်တာနဲ့နာကျင်ကြိုက်ခဲနေတာမျိုးတွေဖြစ်လာလိမ့်မယ်အဲ့ဒါကကြက်သားညှင်တွေကလေ့ကျင့်ခန်းကြောင်းပေါက်ပြဲပျက်စီးနေတယ်ဆိုတဲ့အတိတ်ပဲကိုပြောတာဖြစ်ပါတယ်အဲ့ဒါတော့မှခင်ဗျားကနောက်ရက်တွေထိဓာတ်ထိုးတာကိုဆက်လုပ်နေမယ်ဆိုလို့ရှိရင်ဓာတ်ထိုးနိုင်တဲ့အကျင့်အရေးအတွက်ကတော့တိုးရင်တိုးလာနိုင်ပေမဲ့အဲ့ဒါနဲ့အတူတခြား injury တွေလည်းဖြစ်လာနိုင်ပါတယ်လက်ကောက်ဝဲနာတာလက်ပြင်ကျော်ညက်တာတရောင်စစ်ကြောနာတာတွေဖြစ်လာနိုင်ပါတယ်ဓာတ်ထိုးတဲ့လေ့ကျင့်ခန်းကchest ပေါ့နော်ရင်အုပ်ကြွက်သား tricep လက်မောင်းအနောက်ကြွက်သား shoulder ဂုတ်ကြွက်သားတွေအတွက်အလွန်ကောင်းတဲ့ compound lift လို့ခေါ်တဲ့ကြွက်သားအုပ်စုတွေအများကြီးစုပေါင်းပြီးလှုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းဆိုတာမှန်ပေမဲ့နေ့တိုင်းလုပ်မယ်ဆိုရင်တော့ကြွက်သားတွေတိုးလာနိုင်မှာမဟုတ်ပါဘူး injury တွေပဲတိုးလာမှာဖြစ်ပါတယ်ကြွက်သားတွေတိုးလာဖို့ကလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာဖြစ်တာမဟုတ်ဘဲနဲ့ recovery လုပ်နေတဲ့အချိန်အနားယူနေတဲ့အချိန်မှာသာဖြစ်တယ်ဆိုတာကိုအမြဲတတိယဖို့လိုပါတယ်ဒါကြောင့်မလို့လေ့ကျင့်ခန်းလုပ်ပြီးကြွက်သားတွေကိုအနားမပေးခြင်းကပြန်ပြုပြင်တိဆောက်ချိန်မပေးဘဲနဲ့ထက်ခါပြန်ဖြတ်စည်းနေတယ်လို့ဖြစ်တဲ့အတွက်ဘာကောင်းကျိုးမှမဖြစ်စေပါဘူးအဲ့တော့အဲ့လိုတိုင်းနေ့တိုင်းအချိန်တရာထိုးမယ်ဆိုတာကလုပ်တင်လားခင်ဗျားကလေ့ကျင့်ခန်းလုပ်တာလဲကြာပြီကစားတက်တန်းလဲကြာပြီဖြစ်တဲ့သူဆိုရင်တော့တလားလောက်နေ့တိုင်းဓာတ်တရာထိုးပြီးတော့ကိုယ့်ကို challenge လုပ်ကြည့်လို့ရနိုင်ပေမဲ့ beginner တွေအနေနဲ့ကတော့လုံးဝမလုပ်သင့်ပါဘူးbeginner တွေအနေနဲ့ကလေ့ကျင့်ခန်းဖောင်မှန်အောင်ပြောချင်တာဓာတ်ထိုးနည်းမှန်အောင်တစ်ချက်ချင်းစီတိုင်းမှာ mind muscle connection ရှိအောင်ပြီးတော့ progressive overload လို့ခေါ်တဲ့ပြင်အားတစ်ဖြည်းဖြည်းချင်းတိုးပြီးတော့လုပ်ဖို့ကိုပဲပို့ပြီးတော့ဂရုစိုက်ဦးစားပေးသင့်ပါတယ်တနေ့ဓာတ်တရာထိုးတယ်ဆိုတာသူများတို့လိုက်ကြွားလို့တော့ကောင်းနိုင်ပေမဲ့တကယ်မှာတော့ခန္ဓာကိုယ်အတွက်ဘာကောင်းကျိုးမှမဖြစ်စေပါဘူးဒါကြောင့်မလို့လေ့ကျင့်ခန်းတွေကိုစမတ်ကြရွေးချယ်ပြီးအကျိုးရှိတာတွေကိုပဲလုပ်ဖို့အကြံပြုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FTFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်